အခုဘုန်းတော်ကလူတယောက်သေးပြီဆိုရင်မေးလိုက်ပါလားမြတ်စွာဘုရားကြိုက်တဲ့အဖြေကိုယူမှမဖြေတတ်ဘူးအလို့သေးတာတော့လို့မေးရင်ကင်ဆာဖြစ်လို့ဘာယောဂဖြစ်လို့ညာယောဂဖြစ်လို့အသက်ကြီးလို့အစရှိသဖြင့်အပေါ်ယံအကြောင်းတရားတွေကိုပဲသေခြင်းရဲ့အကြောင်းတရားလို့ထင်ပြီးတော့ဖြေနေကြတာယောဂဖြစ်လို့သေတယ်ဆိုတော့ယောဂမဖြစ်တော့မသေတော့မယ့်အတိုင်းပြောတယ်နော်ယောဂမဖြစ်လဲသေတာပါပဲဟုတ်လားကင်ဆာဖြစ်လို့သေရတယ်ဆိုတော့ကင်ဆာမဖြစ်ရင်ရောမသေဘူးလားသေတာပဲဟုတ်လားအဲ့တော့ဘယ်ဖြေကလေးလေးနက်နက်မှန်နေတယ်လဲဆိုရင်သေမဲ့ဟာလေးဖြစ်လာလို့သေတာသေမဲ့ဟာလေးမို့သေတာသေကိုသေရမှာဟုတ်ပြီနော်အဲ့တော့မွေးဖွားလာတဲ့အတွက်ကြောင့်ဘုန်းဘုန်းတို့အိုဟောင်းရတယ်ပြီးတော့ပျက်စီးရတယ်မပျက်စီးသေးခင်မှာဘာတွေတွေ့ရအောင်မှာဘာတွေကြုံရအောင်မှာတော့ဘာတွေဖြစ်ရအောင်မှာတော့ဘယ်သူမျက်နာမှမငဲ့ဘူးနော်ဒီဥစ္စာဟာအားလုံးဆက်ပြီးတော့သေချာပေါက်ဖြစ်ကိုဖြစ်မဲ့အရာကိုမြတ်စွာဘုရားဟောတာဓာတိပြည့်စရာဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဟုတ်လားသောကဆိုတဲ့စိုးရိမ်တာဘာများဖြစ်မှာတော့ဖြစ်မှာဖြစ်ပါမလားကိုမဖြစ်ချင်တာတွေဖြစ်မှာစိုးရိမ်တယ်ကိုဖြစ်ချင်တာတွေမဖြစ်မှာစိုးရိမ်တယ်အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလို့မြတ်စွာဘုရားဟောတော့ဒီဒေသနာမှာဇာတိကြောင့်ဖြစ်တာလို့ဟောတာနော်